ဖေမာရရာကြီးမှာခင်ဗျားတို့ဒီဝါနိစ္စဘာကောင်းတယ်လေအားကုန်တယ်မဟုတ်ပါဘူးခင်ဗျာကျွန်တော်တို့ညဦးနေမျိုးနဲ့ညဦးနေမျိုးနဲ့ဒီစကားဒီကြံစုကျင်းရမှာဝိပါများဖြစ်ကြတယ်ဦးမြင့်သိန်းဒေါ်စန်ထွေးတို့ရဲ့အော်လာရရနာမောင်ရင်းကိုနဲ့ဟောဒီကြောက်ရလို့ပြီးပါမှာရိုသမီရရနာလာခေတ်ကကြောင်းလမ်းကြီးဖြစ်ပါတယ်ခင်ဗျာဩရလားဟုတ်ကဲ့ခင်တို့ထင်ပါတယ်ဧကနာပဲအောင်ပြီလေဟုတ်ပါတယ်ဧကနာဟုတ်ကဲ့ရှာရှိတော့မအောင်ပြီနဲ့တော့ဟုတ်ပါရှာတမိတ်ဖို့စံဒီမှာလာမခင်းတော့ရတိညင်းပြီနာတော့ဒီမတင်တယ်ဘူးလေဗျာတင်းတယ်ပါဘူးခင်ဗျာဟုတ်ပါဘူးဝိစီဝိညာဉ်ပိုင်းဘောမှာခင်းတော့အာနဝါသမုဒ္ဒရာကြီးနာတော့ဒီမတင်တယ်ဘူးလေဗျာခန္ဓာဝိညာဉ်ဟင်းနာမှာခင်းတော့ပပရိယေကံဒီနာတော့ဒီမတင်တယ်ဘူးမှန်ပါတယ်အဲ့ဒါလည်းဒီဝိညာဉ်လေးမှာခင်းတော့ခင်ဗျားတို့သမီးဒီမတင်တယ်ဘူးလေဗျာဟုတ်ပါတယ်ဖြတ်သိနေရေးဆောင်ရတာပေါ့တင်းတယ်ဒီထောင်းအဲ့ဒါမိမလားပေါ့ဗျာဟုတ်ပါတယ်ဆက်ပေးအောင်မယ်လေးပါတော့ဒီများဘူးရပါတယ်ဆောင်းပေါင်းဒီခင်ဗျားတို့ဒီမကူတော့ခင်ဗျားတို့ဟုတ်ကဲ့မှလွယ်ရောညက်သွန်းသူတွေတော့ဒီဟုတ်ပါဘူးခင်ဗျာဟောသူဒီပါဘုရားရဲ့ရဏလေးရမိဘတွေကဘုရားဘာသာဟုတ်ရလားတော့ခရစ်ယာန်ကြီးလားပြည့်ပြန်မဟုတ်ပါဘူးမွတ်စလင်လားဟုတ်ပါဘူးခင်ဗျာချင်းလားဒီလည်းမဟုတ်ပါဘူးဘုရားဘာသာမြန်မာလူမျိုးကဖြစ်ပါတယ်ခင်ဗျာယုံရမှာလားလိုက်ပါမယုံတော့ယုံတော့ဘုံယုံမှာတော့ဒါမဲ့အဲ့သားငယ်လေးဟာအသက်သားရညာဖက်ထလားဗျာဒီမရှိပါဘူးဒါဒီနဲ့မိုင်းမိုက်ကျင်းမဟုတ်ပါဘူးဆိုတာတက်တိုက်ဆိုင်နေတော့တေးဖို့ချူတယ်တော့နင်းနေတော့ညိတယ်ဒီတော့ညာတော့လေဆက်ပြောအောင်မယ်ဘုရားဘာတွေဟုတ်တယ်နော်ကဲလာကြတာဒီတိုင်းတော့မလာဘူးဗျာဒီတိုင်းမလာပါဘူးရဏာတွေပြည့်စုံတော့ကဲပါပါစင်းလေးရဏာတွေกินလာတော့ခုနှစ်စင်းလားဟာရုပ်ပဲပါပါတယ်ခင်ဗျာရဏာခုနှစ်ဒီရဲ့ကိုကင်းဆောင်လာပါတယ်ခင်ဗျာဟောတားရဏာလေးရရှိကသိရပါဘူးဟုတ်ကဲ့ဗျာဒါပြီးအဲ့ဒါကျွန်တော်တို့ရဲ့သဘောရင်းတိုက်ဆိုင်တော့ကျွန်တော်တို့ကဒါလေးမှကြုံလုံးမမချက်လို့ရှိရင်ကျွန်တော်တို့မိုက်တိပြင်ချင်းလေးပဲဟုတ်ပါကျွန်တော်ဂရုလည်းနဲ့တိခါမှာလေဗျာတော့ဟာနာမကြောက်နေပြီမြတ်ကျေးဇူးတင်ပါတယ်တွားပါခင်တွားတော့အားလုံးချပါသပက်တမ်းနေတာများရှိနေချေခါကလိမ္မာတွေပူ